အခုစီကနေစိတ်လုံခြုံမှုဘယ်လောက်ရလဲတဲ့ဘယ်အချက်တွေအကြောင်းလက်တွဲခဲ့တာလဲတဲ့မို့မျိုးသားကလေမို့လက်ထက်ခွင့်တောင်းတော့ငါပုံစံလေးကိုပြောပြမယ်ဒီလားသူလက်ထက်ခွင့်တောင်းတဲ့ပုံစံလေးရလေဖေဖေတို့တဲ့ခေမုံကောင်းတယောက်ဖြစ်ရှင်တယ်မင်းတို့ခေမုံကောင်းတယောက်ဖြစ်ရှင်တယ်တဲ့ကိုရိုးရဲ့မွေးလာမဲ့ဒီကလေးတွေအတွက်လေဖခင်ကောင်းတယောက်ဖြစ်ရှင်ပါတယ်တဲ့လက်ထက်ခွင့်ပြုပါတဲ့အဲ့လိုမျိုးလေးပြောကျမကိုလက်ထက်ခွင့်တောင်းခင်တာဒီလားပြီးတော့သူ့ရဲ့မိသားစုကိုသူဘယ်လိုတန်မိုးထားကြအောင်သူ့ရဲ့အဖေအမေသူ့ရဲ့ညီကိုမောင်မတွေလေသူကအရန်ရှစ်တတာအဲ့တော့သူ့ရဲ့မိသားစုတန်မိုးထားပုံလေးကိုလေကိုတဘောကြတယ်ပေါ့နော်အဲ့တော့ကိုပေးနာမှာတလုံးရှိမဲ့လူကိုစေတနာရှိမဲ့လူစေတနာရှိတဲ့လူကိုဘာပဲဖြစ်နေကိုနာကနေထွက်ခွာမသွားမဲ့လူဆိုပြီးတော့ဒါစိတ်လုံခြုံမှုခံစားရတယ်ပေါ့နော်အဲ့ဒါတွေကြောင့်ပဲကိုကလက်ခံခဲ့တာပေါ့နော်တချို့ဒီမြန်မာပြည်မှာရှိရလေအဲ့လိုမမဘွိုင်းတို့ဘာလို့ရှိကိုမိသားစုမှာကိုမိသားစုပေါ့နော်ဒီကိုလက်ထပ်လိုက်တဲ့အခါမှာလေဒါကိုရဲ့မိသားစုပဲလေဟုတ်တယ်မလားကိုရဲ့မိမကိုကလေးတွေမွေးပေးမှာကိုရဲ့မိသားစုအဟောင်းကိုရှစ်လို့ရှိရင်လေကိုရဲ့မိသားစုအစ်စ်ကိုလည်းရှစ်တက်ရတယ်ပေါ့နော်အဲ့ဒါလေးတခုတော့ဒါပြောချင်တယ်ပြီးတော့မိန်းကလေးတွေလည်းရှိသေးတယ်ကိုလက်မတက်ခင်မှာဒီလူကကိုပေါ်မကောင်းဘူးဖောက်ပြန်တာမျိုးတွေရှိတယ်ဒါပေမဲ့ကိုကတော့အရန်ရှစ်ပြီးတော့ခွင့်လွှတ်ပေးနိုင်မယ်ပေါ့နော်ခွင့်လွှတ်ပေးနိုင်တယ်လက်ထပ်နိုင်တယ်ဆိုပေမဲ့စဉ်းစားကြည့်လက်ထပ်ပြီးတဲ့အခါဘယ်လိုဖြစ်မှာလဲဒီလူကဗီဇဆိုတာရှိသေးတယ်လေခင်မုန်းကောင်းတယောက်ဖြစ်နိုင်မှာမလားလက်ထပ်ပြီးတဲ့အခါပြီးတော့ကိုကလေးတွေမွေးလာတဲ့အခါဒီကလေးတွေအတွက်ဖခင်ကောင်းတယောက်ကိုဖြစ်နိုင်ပါတယ်လားအဲ့အထီတွေးပေါ့နော်ကိုတကိုကောင်းဆန်ပြီးတော့ကိုကရှင်းနေုံနဲ့တော်ပါပြီလက်ခံနိုင်နေဆိုပေမဲ့မွေးလာမဲ့ကလေးတွေအတွက်သိရမလားဖခင်ကောင်းတယောက်မဖြစ်နိုင်ဘူးလေအစကောင်းမှအနှောင်းတေရှာတာလीနော်ကိုယ့်ရဲ့မျိုးဆက်အတစ်အတွက်ဒီအချင်းစာရိတ္တကောင်းနဲ့ကိုယ့်ရဲ့ပုံစံနဲ့ကိုက်ညီတဲ့လူကိုလက်ထပ်ဖို့အကြံပေးတယ်ပေါ့နော်လက်မထက်ခင်မှာဒါတေချာစဉ်းစားပေါ့နော်လူကောင်းတယောက်ဖြစ်မဖြစ်ကိုယ့်ရဲ့ခင်မုန်းကောင်းတယောက်ဖြစ်မဖြစ်မိသားစုဆိုတာလीနော်နှွေးထွေးတဲ့ပုံစံမျိုးဆိုတော့လीကိုယ့်ရဲ့တာသမီတွေအတွက်ဖခင်ကောင်းဖြစ်ပါမလားကိုယ့်ရဲ့မျိုးဆက်တဲ့အတွက်မျိုးဆက်ကောင်းဖြစ်ပါမလားအဲ့ဒီအထိတွေးဖို့လိုတယ်လို့ကျွန်မထင်နေသီလား